တင်တတိထားမိဖူလားတချို့လူတွေဟာစကားအများကြီးမပြောဘဲတည်ငြိမ်ပဲနေတတ်ကြပေမဲ့သူတို့အခန်းထဲဝင်လာတဲ့အခါလူတိုင်းကလှည့်ကြည့်ရလောက်အောင်ဆွေးဆောင်မှုနဲ့လွှမ်းမိုးမှုရှိနေတတ်ကြပါတယ်အမှန်တော့စကားအများကြီးပြောရှင်းရင်တင်းရင်လှုပ်ဝဲချက်တွေနဲ့အားနည်းချက်တွေကိုအလိုလိုပေါ်သွားစေပြီးတဲ့အာဏာကိုကြားဆင်းစေပါတယ်ဒီနေ့ဗီဒီယိုမှာတော့စကားနည်းနည်းပဲပြောပြီးလူအများအပေါ်ဘယ်လိုလွှမ်းမိုးမှုအပြည့်ရှိနေစေရမလဲဆိုတဲ့စိတ်ပညာရေးလမ်းသုံးခုကိုပြပြသွားပါမယ်ပထမဆုံးအချက်ကတဲ့စကားလုံးတွေကိုရှားပါပါစေစီးပွားရေးလောကမှာတင်မကပဲလူအဖွဲ့အစည်းမှာပါရှားပါတဲ့အရာတွေကပိုပြီးတန်ဖိုးကြီးတတ်ပါတယ်သင်ကကိစ္စတိုင်းမှာပါဝင်ပြီးစကားတွေအမြင့်အများကြီးပြောနေမယ်ဆိုရင်တဲ့စကားတွေကရိုးအီသွားပြီးဘယ်သူမှအလင်းအနေထားတော့မှာမဟုတ်ပါဘူးစကားကိုနည်းနည်းပဲပြောပါဒါပေမဲ့ပြောလိုက်တဲ့စကားတိုင်းဟာလိုရင်းတိုရှင်းနဲ့ထိရောက်မှုရှိပါစေသင်ကစကားနည်းသူတရားဖြစ်နေတဲ့အခါလူတွေကတဲ့စီကထွက်လာမဲ့စကားလုံးတွေကိုပိုအလင်းအနေထားပြီးစောင့်မျှော်နှောင်းထောင်လာကြပါလိမ့်မယ်ဒုတိယအချက်ကနားထောင်ခြင်းဖြင့်အသာစီးယူပါစကားနေတဲ့သူတွေဟာတခြားသူတွေစကားပြောနေချိန်မှာအာယုံစိုက်ပြီးနားထောင်နေရှိကြပါတယ်ဒါဟာတစ်ဖက်လူကိုလေးစားမှုပေးရရောက်သလိုစိတ်ပညာအရာလည်းအပြည့်အဝအသာစီးရတဲ့နည်းလမ်းတစ်ခုပါလူတွေကသူတို့အကြောင်းသူတို့ပြောနေချိန်မှာတဲ့အနေနဲ့သူတို့ရဲ့အားနည်းချက်လိုအင်ဆာရနဲ့စိတ်အနေအထားတွေကိုအကေးခတ်ဖို့အခွင့်အရေးရသွားပါလိမ့်မယ်တစ်ဖက်လူရဲ့အကြောင်းကောင်းကောင်းသိထားပြီးကိုယ့်အကြောင်းလှုပ်ဝဲထားနိုင်ခြင်းကအသင်ကိုပို့ပြီးအစွန်းထည့်စေပါတယ်တတိယအချက်ကတော့စကားလုံးတွေနဲ့တည်တည်မပြပါနဲ့လောက်ရနဲ့ပဲပြပါအားနေတဲ့သူတွေဟာတခြားသူတွေနဲ့အမြင်မတူတဲ့အခါကိုမှန်ချောင်းကိုစကားလုံးတွေဒိုးသားတွေနဲ့အတင်းအဓမ္မညှင်းခုန်ပြီးတည်တည်ပြဖို့ကြိုးစားကြပါတယ်ဒါဟာအရှင်ကုန်စေသလိုတင်းရဲ့တိုက်ခါကိုလည်းကြားဆင်းစေပါတယ်စမတ်ကြတဲ့သူတွေကတော့ဘယ်တော့မှအလကားအငြင်းမပွားပါဘူးသူတို့ကပြုံးပြုံးလေးပဲနေပြီးလက်တွေ့ရလက်နဲ့ပဲတည်တည်ပြတတ်ကြပါတယ်စကားလုံးတွေနဲ့အနိုင်ယူတာထက်လောက်ရနဲ့အနိုင်ယူခြင်းကပိုခိုင်မာပြီးဘယ်သူမှညှင်းလို့မရတဲ့လွှမ်းမိုးမှုကိုဖြစ်စေပါတယ်မှတ်ထားပါစကားနေခြင်းဟာအနေချင်းမဟုတ်ပဲတင့်ကိုယ်တင်ထင်းချောင်းနိုင်စွမ်းရှိတဲ့အကြီးမားဆုံးအရှင်အဝါတစ်ခုပါဒီနေ့ကစားပြီးအလုံးမဖြစ်တဲ့စကားတွေကိုရှော့ချပြီးတဲရဲစွမ်းအားကိုတိဆောက်ပါဘဝအတွက်ရိုးရှင်းပြီးထိရောက်တဲ့သင်ခန်းစာတွေကိုနေ့စဉ်လက်လာဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အားလုံးပဲလွှမ်းမိုးမှုအပြည့်ရှိတဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ